relationship တစ်ခုမှာပေါ့နော်ဒေါသထွက်တိုင်းလက်ပါတဲ့သူတွေနဲ့အတူတူနေရလို့ရှိရင်အဲ့အခြေအနေကိုဘယ်လိုမျိုး handle လုပ်လို့ရလဲဆိုတဲ့အကြောင်းအရာလေးကိုတော့ဒီ video လေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ဒေါသထွက်တိုင်းလက်ပါတဲ့သူတွေနဲ့အတူတူနေရလို့ရှိရင်เนาะပထမဦးဆုံးအချက်အနေနဲ့ကိုယ့်ရဲ့ boundaries ကိုပေါ့နော် clear ဖြစ်အောင်ပြောတဲ့တယ်ဒေါသထွက်တိုင်းလက်ပါတာကိုငါကလုံးဝမကြိုက်ပါဘူးနောက်တစ်ခါဘယ်တော့မှမလုပ်ပါနဲ့ဆိုတာမျိုး clear ဖြစ်အောင်ပြောတဲ့တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ safety ကိုပေါ့နော်ဦးစားပေးတဲ့တယ်ဒီလိုမျိုးဒေါသထွက်တိုင်းလက်ပါတဲ့သူနဲ့နေရတာကကိုယ့်အတွက်ပေါ့နော်ဗါလေ तू ကငါ့ကိုစိတ်ဆိုးနေတဲ့အချိန်မှဒီလိုလောက်တာပါကျန်တဲ့အချိန်ဆိုလို့ရှိရင်တော့ကောင်းပါတယ်ဆိုတဲ့အတွေးမျိုးတွေးရထက်ပေါ့နော်ဒီလိုမျိုးဒေါသထွက်ရင်လက်ပါတဲ့သူနဲ့အတူတူနေရတာကကိုယ့်အတွက်မလုံခြုံဘူးဆိုတဲ့ပေါ့နော်ဒီ safety ကိုအရင်ဆုံးကိုကတေချာလေးပြန်ပြီးတော့မှစဉ်းစားပေးတင်တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုကဒီလိုမျိုးပေါ့နော်ဒေါသထွက်တဲ့ခါမှာလက်ပါတဲ့သူတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ချင်းဖြစ်ချင်တဲ့ change ပေါ့နော်ပြောင်းလဲချင်တဲ့ဒီလိုအပ်ချက်တွေကိုပေါ့ကွာပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင်သူ့အနေနဲ့ပေါ့နော် anger management ဆိုဟာမျိုးကိုလည်းအဲ့ skill ကိုလည်းသူသင်ယူရမယ်ပြီးတော့မှဒီလိုမျိုး therapy တွေ counseling stage ယူပြီးတော့မှကိုယ့်ရဲ့ဒေါသစိတ်တွေကိုပေါ့နော်ဖြေလျှော့နိုင်ဖို့အတွက်သူကလေ့ကျင့်ရမယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီလိုမျိုးကိုကအမားလုပ်ထားရဲဆိုလို့ရှိရင်ကိုယ့်ရဲ့အမားအပေါ်မှာ responsibility ရှိအောင်ပေါ့နော်လုပ်တတ်ဖို့အတွက်ကိုလည်းသူ့ကိုပြောပြပေးရမယ်ပေါ့နော်သူကလည်းဒီလိုမျိုးဟာကိုလိုက်လုပ်ဖို့အတွက်လိုအပ်တယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုကြောင့်မလို့ပေါ့နော်ကိုကနေပြီးတော့မှသူ့ကိုဒေါသထွက်အောင်ပြောလိုက်လို့ဒါသူကကိုဒေါသထွက်ပြီးလက်ပါသွားတာပေါ့ကွာပုံမှန်ဆိုလို့ရှိရင်တော့သူကငါ့ကိုဒီလိုမလုပ်ပါဘူးပေါ့ဒီလိုအပြုတ်မလုပ်ပါဘူးဆိုတဲ့အတွေးမျိုးတွေတွေးမဲ့အစားပေါ့နော်ဒေါသထွက်ပြီးလက်ပါတယ်ဆိုကြတဲ့ကိုကအဲ့ဒီဟာလုံးဝသူ့အတွက် bad behavior ဖြစ်တယ်ကွာအဲ့ဒီ bad behavior ကိုသူ့ကိုသူတာဝန်ယူရဲအောင်တာဝန်ယူနိုင်အောင်ပေါ့နော်နောက်တစ်ခါဒီလိုမျိုးကိုရဲ့ bad behavior တွေကိုပြုပြင်ပြောင်းလဲနိုင်အောင်ပေါ့နော်လုပ်ဖို့အတွက်သူ့ကိုယ်သူတာဝန်ယူတဲ့စိတ်ရှိအောင်ကိုကပြောပေးတာမျိုးပေါ့နော်ဒါပြီးတော့မှ तू ကကိုယ်တိုင်ကလည်းလိုက်လောက်တာမျိုးလုပ်ပေးရမယ်တကယ်လို့မှသာဒီ relationship တစ်ခုမှာပေါ့နော်ဒီလိုမျိုး fears တွေ respect တွေမရှိတော့ဘူးပေါ့နော်တနေ့တော့ကြောက်စိတ်တွေရှိနေမယ်တနေ့တော့လေးစားမှုတွေမရှိတော့ဘူးဆိုလို့ရှိရင်ဒီဟာကြီးကလုံးဝကို healthy love healthy relationship ဟုတ်နေတော့ဘူးအဲ့ဒီတော့ relationship တစ်ခုမှာ healthy relationship မဟုတ်တော့ဘူးဆိုလို့ရှိရင်ဒီဟာကဘလုံးမပေါ်မှာရရှိကောင်းမှန်သွားလို့ရတဲ့ခရီးဟုတ်မှာမဟုတ်ဘူးကွာအဲ့ဒီတော့ healthy relationship ဖြစ်အောင် healthy relationship ဖြစ်အောင် healthy love ဖြစ်အောင်ပေါ့နော်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတဲ့အကြောင်းအရာတွေကိုတော့နောက်ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်နော်